အဲ့တော့ဒီကနေ့အပိုင်း1နဲ့အပိုင်း2နှစ်ခုပဲပြိုင်လိုက်တယ်ဆိုလို့ရှိရင်လွတ်တော်ကိုယ်စားလှယ်ရေတက်ကပြည်သူ့လွတ်တော်မှာ230တိရှိလာမယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ရေတက်က53ယောက်ရှိလာမယ်တက်မတော်လားလွတ်တော်ကိုယ်စားလှယ်ရေတက်ကတော့166ယောက်ကမပြောင်းမလဲရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးပေါင်းလိုက်တဲ့ခါကျရင်စုစုပေါင်း429ဦးရှိနေမှာဖြစ်ပါတယ်အဲ့တော့429ဦးကိုတဝက်ချတယောက်အသာတင်လိုက်တဲ့ခါ215ဦးရှိရင်သမရတင်ဖို့အဆင်ပြေသွားပြီဖြစ်ပါတယ်အဲ့တော့215ဦးရှိဖို့ဆိုတဲ့နေရာမှာတက်ကိုယ်စားလှယ်က166ဦးရှိပြီးသားကြံ့ကန်ရေးကမပြိုင်မဲနိုင်ထားတဲ့လူက14ယောက်ရှိပြီးသားအဲ့တော့ဒီနှစ်ခုပေါင်းလိုက်ရင်180အဲ့ဒီ180ကနေ215ဦးရောက်ဖို့တော့ကထက်လို့တဲ့အမက်က35ယောက်ပဲလိုပါတယ်စစ်တပ်နဲ့ကြံ့ကန်ရေးနဲ့ပေါင်းပြီးတော့သမရတင်လို့ရပြီအစိုးရဖွဲ့လို့ရပါပြီဒါကိုရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင်တကယ်တမ်းရှင်ပြန်ရတဲ့နေရာ248နေရာမှာ35နေရာဆိုတာ14ရာခိုင်နှုန်းပဲရှိနေပါတယ်ပါတီတစ်ခုက14ရာခိုင်နှုန်းပဲနိုင်ုံနဲ့သမရတင်လို့ရတဲ့စနစ်မျိုးကမ္ဘာမှာမရှိပါဘူးမြန်မာမှာပဲရှိနေပါတယ်တတိယပိုင်းကိုသေချာမကျင်းပနိုင်ရင်တော့ကျင်းသေးပေါက်လွတ်တော်ခေါ်ပြီးတော့အစိုးရဖွဲ့မှာသေချာနေပါတယ်